မင်္ဂလာပါရှင်ကျမတို့ရဲ့ Mind Power Channel လေးကနေကြိုဆိုပါရစေဒီနေ့ရဲ့ဗီဒီယိုလေးမှာတော့ကျမတို့အခက်ခဲတွေနဲ့ကြုံတွေ့လာရတဲ့အခါဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်အခက်ခဲတွေနဲ့ကြုံတွေ့လာရတဲ့အခါမှာဘယ်လိုဖြေရှင်းကြမလဲလူဘဝဆိုတာရှည်လိုင်းတွေလိုပါပဲနှိမ့်တုံမြင့်တုံနဲ့အမြဲတမ်းပြောင်းလဲနေတတ်ပါတယ်ဘဝခီးလမ်းမှာအခက်ခဲဆိုတာရှောင်လွှဲလို့မရတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့အဲ့ဒီအခက်အခဲတွေကိုဘယ်လိုတုံ့ပြန်မလဲဆိုတာကသာကျွန်ုပ်တို့ရဲ့ဘဝအရေးအသွေးကိုဆုံးဖြတ်ပေးတာဖြစ်ပါတယ်အခက်အခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါစနစ်တကျဖြေရှင်းနိုင်မှုအတွက်အောက်ပါအချက်၅ချက်ကိုသတိပြုကြည့်ပါနံပါတ်1အချက်လက်ရှိအခြေအနေကိုတည်ငြိမ်စွာလက်ခံပါပြဿနာတစ်ခုကြုံလာရတဲ့အခါပထမဆုံးဖြစ်ပေါ်လာတာကစိုးရိမ်စိတ်နဲ့ကြောက်ရွံ့စိတ်ပါဒါပေမဲ့ငါပါလို့ဒီလိုဖြစ်ရတာလဲဆိုပြီးကိုအပြစ်တင်နေမယ့်အစားဒါဟာဖြစ်ပျက်နေတဲ့အခြေအနေအမှန်ပဲလို့တည်ငြိမ်လက်ခံလိုက်ခြင်းကဖြစ်ရှင်းနေရှာဖို့ပထမဆုံးခြေလှမ်းဖြစ်ပါတယ်နံပါတ်2အချက်ပြဿနာကိုအစိတ်အပိုင်းလေးတွေခွဲခြမ်းစိတ်ဖြာပါအခက်အခဲကြီးတစ်ခုလုံးကိုတပြိုင်နက်ကြည့်ရင်စိတ်တက်ကြစရာကောင်းနေပါလိမ့်မယ်ဒါကြောင့်ပြဿနာကိုအပိုင်းသေးလေးတွေခွဲလိုက်ပါဒီနေ့ဘာလုပ်နိုင်တယ်လဲအခုချက်ချင်းဘာကိုပြင်ဆင်နိုင်တယ်လဲဆိုတာကိုအာရုံစိုက်ပါတစိမ့်ချင်းစီဖြည့်ရှင်းသွားခြင်းကတင့်ကိုယုံကြည်မှုပြန်လည်ရရှိစေပါတယ်နံပါတ်3အချက်အကောင်းမြင်စိတ်နဲ့သင်ခန်းစာယူပါဒီအခက်အခဲကငါ့ကိုဘာသင်ပေးနေရလဲကိုပြန်ပေးကြည့်ပါအခက်အခဲတိုင်းမှာသင်ခန်းစာတစ်ခုစီပါလာတတ်ပါတယ်အမားတွေကနေသင်ယူပြီးနောက်တစ်ချိန်မှာပိုကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အတွေ့အကြုံဟာသင်အတွက်တန်ဖိုးမဖြစ်နိုင်တဲ့ရတနာတစ်ခုဖြစ်လာမှာပါနံပါတ်4အချက်အကူအညီတောင်းခံဖို့ဝင်မလေးပါနဲ့လူတိုင်းဟာအရာအလုံးကိုတယောက်တည်းမဖြစ်ရှင်းနိုင်ပါဘူးစိတ်ချရတဲ့မိသားစုဝင်တငယ်ချင်းဒါမှမဟုတ်ပညာရှင်တွေစီကအကြံဉာဏ်တောင်းခံတာဟာအားနည်းချက်မဟုတ်ပဲရှင်းချက်မှုတစ်ခုဖြစ်ပါတယ်တခါတလေမှာတပားသူရဲ့အမြင်ကတင့်အတွက်ထွက်ပေါက်တစ်ခုဖြစ်သွားနိုင်ပါတယ်နံပါတ်5ကိုဂရုစိုက်ပါစိတ်ဖိစီးမှုတွေများနေချိန်မှာကျမရင်းနဲ့စိတ်ပန်းဖြစ်မှုကိုမေ့ထားတတ်ကြပါတယ်။ဒါပေမဲ့ကျမရဲ့ခန္ဓာကိုယ်နဲ့ကြည်လင်တဲ့စိတ်ရှိမှသာမှန်ကန်တဲ့အဆုံးဖြတ်ချက်တွေကိုချနိုင်မှာပါ။လုံလောက်စွာအိပ်စက်ပါ။အာဟာရပြည့်ဝအောင်စားပါ။ခဏလောက်နားနေပေးပါ။အခုပြောပြသွားတဲ့အချက်လေးတွေကတကယ်ချင်းတို့ဘဝမှာကြုံတွေ့နေရတဲ့အခက်အခဲတွေကိုကျော်ဖြတ်နိုင်ဖို့အထောက်အကူဖြစ်စေလိမ့်မယ်လို့မျှော်လင့်ပါတယ်။မှတ်ထားရမှာကအခက်အခဲဆိုတာတင့်ကိုလဲကျဖို့လာတာမဟုတ်ပဲပို့ပြီးတန်မာလာအောင်လေ့ကျင့်ပေးဖို့လာတာပါအခက်အခဲဆိုတာအောင်မြင်မှုစီကိုတွားတဲ့လှေကတစ်တွေသာဖြစ်ပါတယ်ဘလောက်ပဲမောင်မိုက်နေပါစေမိုးတောက်အလင်းကတော့မလွဲမသွေရောက်ရှိလာမှာပါဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင် like and share လေးလုပ်ပေးပြီးနောက်ထပ်စိတ်ခွန်အားဖြစ်စေမယ့်အကြောင်းအရာတွေကိုသိရအောင် channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်အားလုံးပဲအခက်အခဲတွေကိုအောင်မြင်စွာကျော်ဖြတ်နိုင်ကြပါစေနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်အဆုံးထိနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်